ကဲဒီမဲ့လာပြီနော်လုံးဝမတက်နိုင်ဘူးဒီလိုမျိုးတက်ပလက်ကိုဝယ်မယ်မတက်နိုင်ဘူးဆိုတဲ့လူတွေပဲဒီဗီဒီယိုကိုကြည့်သွားအဆုံးထိကြည့်သွားဘာလို့လဲဆိုတော့9000နဲ့ရမယ်အခွင့်အရေးကြီးဒီလိုမျိုးတက်ပလက်လေးကိုနော်9000နဲ့ရမယ်အခွင့်အရေးမလို့လက်လွတ်မခံနဲ့ပေါ့နော်ကဲဘာလေးလဲဆိုရင် तू ကကန်ဆယ်မဲ့အစီအစီလေးကန်ဆယ်ရမှာပေါ့နော်လုံးဝမတက်နိုင်တဲ့လူတွေစုပြီးတော့ကန်ဆယ်မဲ့ဒီလိုမျိုးတက်ပလက်တစ်လုံးကို9000လေးထည့်ပြီးတော့တွင်းလိုက်ထားနဲ့နော်9000လေးထည့်တွင်းလိုက်ထားနဲ့ဒီလိုမျိုးတက်ပလက်တစ်လုံးရမှာဒီလိုမျိုးနှစ်သိန်းနဲ့မှ9000တန်တက်ပလက်တစ်လုံးရမှာ9000ထည့်သွင်းလိုက်ရုံနဲ့ကန်ဆန်းပေးမှာပေါ့သိရမလားအဲ့လိုမျိုးလေးနော်ကဲဒီကောင်လေးဆိုရင် Facebook Viber YouTube TikTok Telegram Instagram KB ဝေပြီးအကုန်သုံးပြလို့ရမယ်စင်ကတ်နှစ်ကတ်ထိုးမှာမိုနီကတ်တကတ်အပေါ်ထပ်ဆိုင်လို့ရမယ်မျက်နှာပြင်ဆိုင်ချစ်လက်မှာကင်မရာတစ်ဆိုင်ဒီလိုမျိုးကင်မရာ၄လုံးနဲ့တက်ပလက်လေးကို9000နဲ့ရမယ်ဆိုတော့လုံးဝကိုချက်တက်နေပြီနော်ကဲဗီဒီယိုလေးကိုတွေ့ပြီးဆိုတာနဲ့အမြန်ဆုံးမှဆက်သွယ်လိုက်ဖုန်းနံပါတ်ကိုဒီမဲ့ချပေးထားမယ်အမရေ9000နဲ့ကဘယ်လိုမျိုးလဲလို့ဖုန်းလေးသာဆက်လိုက်အသေးစိတ်ကိုအကုန်ရှင်းပြပေးမယ်ဟုတ်ပြီလားနော်ဘယ်လိုမျိုး9000လဲဆိုအခုတစ်ခါလေးဖြစ်ပြောပြလိုက်မယ်ဘယ်လိုမျိုးလဲဆိုတော့နော်9000လေးထည့်သွင်းလိုက်ပြီဆိုတော့အမလို့ဟိုလူက9000သွင်းတယ်ဒီလူက9000သွင်းတယ်အဲ့လိုမျိုး9000လေးသွင်းလိုက်ပြီဆိုတော့မလို့လိုချင်တယ်လူကြီးရပြီးသွားပြီဆိုတော့အကုန်လုံးမဲဖောက်ပေးသွားမှာဒီတက်ပလက်တစ်လုံးကိုမဲဖောက်ပေးသွားမှာ9000လေးတဲ့2သိန်း9000ရမယ်ဆိုတော့လုံးဝကိုရှက်တက်နေပြီနော်ကဲအဲ့ဒါနဲ့ဖုန်းနံပါတ်တွေ့ပြီဆိုရင်အမြဲဆုံးသာဆက်သွယ်လိုက်တော့9000နဲ့ရမယ်အခုရေလက်လွတ်မခံနဲ့နော်